မင်းသမီးလေးဖြစ်ပြန်လည်မွေးဖွားလာပြီးနောက်မွေးဆက်ကလေးကဖခင်ဘရင်ကိုဘလို့ပျော်ရွှင်အောင်လုပ်ရမယ်ဆိုတာသိခဲ့ပါတယ်ကိုလာသားရွယ်မှာဖခင်ဘရင်ကမင်းသမီးလေးကိုပွေ့ချပြီးဖခင်ဘရင်လို့ခေါ်ခိုင်းပါတယ်မင်းသမီးလေးကလည်းဖခင်ဘရင်ကိုမျက်နှာသာပေးတဲ့အနေနဲ့ဖေးဖေးလို့တခုံးခေါ်ပြီးမှဖခင်ဘရင်လို့ပြန်ခေါ်ပါတယ်မိဖုရားကြီးကမင်းသမီးလေးကတမင်လောက်တာပဲနော်လို့ပြောတော့ဖခင်ဘရင်ကမဟုတ်တော့ပါဘူးသူကဖေးဖေးဆိုတာဖခင်ဘရင်လို့အတိတ်ပဲရမှန်းသိလို့ပါလို့ပြန်ပြောပါတယ်ဒါပေမဲ့မိဖုရားကြီးကကျွန်တော်မျိုးမကအဲ့ဒီလိုမတင်ပေးပါဘူးဒါဆိုသူကတမင်လောက်တာပဲလို့ဆိုပါတယ်ဖခင်ဘရင်ကတော့ကောင်းပြီငါသမီးကတကယ်ပဲညံကောင်းတာပဲလို့ပြောပြီးပထမဆုံးချိန်ဖေးဖေးလို့ခေါ်ခံရတော့အရန်ပျော်ပြီးဆုလက်တွေအများကြီးပေးခဲ့ပါတယ်နောက်နေ့ညနေမှာမင်းသမီးလေးကဖခင်ဘရင်ကိုဖေးဖေးလို့ထပ်ခေါ်ဖို့သွားတဲ့အခါဖခင်ဘရင်လို့ခေါ်ပါတယ်ဖခင်ဘရင်ကဖေးဖေးလို့ခေါ်ခိုင်းတော့မနေ့ကဖေးဖေးလို့ခေါ်ခဲ့တာပဲလေလို့ပြန်ပြောပါတယ်ဖခင်ဘရင်ကမိဖုရားကြီးကိုမိဖုရားကြီးငယ်ငယ်တုန်းကလည်းဒီလောက်ဆိုးခဲ့တာလားကိုလာပဲရှိသေးတာကိုစန့်ကျင်ဘက်တွေပြောနေပြီလို့မေးတော့မိဖုရားကြီးကရှက်ရွံ့စွာနဲ့ကျွန်တော်မျိုးမှငယ်ငယ်တုန်းကအရန်လိမ့်ပါပါတယ်လို့ပြန်ဖြေပါတယ်ဖခင်ဘရင်ကသူ့ကိုယ်သူပြန်ဆန်းစစ်ပြီးငါငယ်ငယ်တုန်းကဒီလောက်ဆိုးခဲ့တာလားလို့တွေးပါတယ်မမှတ်မိတော့ဘူးအမေနဲ့မတူဘူးဆိုတော့အဖေနဲ့တူတာပဲဖြစ်လိမ့်မယ်ထားပါတော့စိုးကျင်လဲစိုးပါစေလို့ပြောပါတယ်ဘလို့ပဲဖြစ်သူကငါမျိုးဆက်ပဲညံကောင်းတဲ့မျိုးဆက်ပဲလို့လဲဆိုပါတယ်မင်းသမီးလေး7နှစ်လာသားရွယ်မှာမိဖုရားကြီးကိုဝင်ရှိနေကြောင်းထပ်မံသိရှိရပါတယ်လူတိုင်းကမင်းသမီးလေးကိုဖခင်ဘရင်ကရေးမပေးတော့ဘူးလို့ထင်နေချိန်မှာဖခင်ဘရင်ရဲ့အာယုံဆိုင်မှုကတော့မပြောင်းလဲပါဘူးမင်းသမီးလေးတစ်နှစ်ပြည့်တဲ့အခါဖခင်ဘရင်ကဆရာလေးဦးကိုစီစဉ်ပေးပြီးတရောစစ်တူရင်စာရေးပန်းချီပညာရက်တွေကိုသင်ကြားပေးပါတယ်နှစ်တစ်ကူးညက်စာစာပွဲမှာဖခင်ဘရင်ကကြိုတင်ရွေးချယ်ထားတဲ့ကလေးတွေကိုနန်းတော်ရဲ့ခေါ်လာပြီးမင်းသမီးလေးရွေးချယ်ဖို့စောင့်ဆိုင်းနေကြပါတယ်ဖခင်ဘရင်ကဘသူ့ကိုသဘောကျလဲကြပြီးမင်းသမီးလေးရဲ့အဖော်ဖြစ်တယောက်ကိုရွေးချယ်ပါလို့ပြောပါတယ်မင်းသမီးလေးကတော့မကျေနပ်စွာနဲ့ကြည့်ပြီးဒီကလေးတွေအားလုံးကငယ်ငယ်လေးတွေပဲကြည့်ရတာစိတ်ရှုပ်စရာပဲလို့တွေးပါတယ်ပြီးတော့မျက်လုံးမိတ်ပြီးဖခင်ဘရင်ရဲ့ပခုံးပေါ်ခေါင်းတင်ကအိပ်ပျော်သွားပါတယ်ဖခင်ဘရင်ကဒါကိုမြင်တော့စိတ်မဆိုးပဲပြုံးပြီးအားလုံးဆုတ်ခွာကြပါမင်းသမီးလေးကမရွေးချင်ဘူးဆိုရင်သူကြီးလာတဲ့အခါမှာရွေးပါစေလို့ပြောပါတယ်နှစ်တစ်ကူးညက်စာစားပွဲမှာမင်းသမီးလေးကထပ်မံပြီးအာယုံဆိုင်ခံရပြန်ပါတယ်နောက်တနေ့ညမှာတော့မိဖုရားတပါကိုဝင်ပြက်ကြပြီးတက်တဲ့အားလုံးကမိဖုရားကြီးကိုညွန့်ပြနေပါတယ်မိဖုရားကြီးကိုယ်တိုင်လည်းကိုဝင်ရှိနေတဲ့အတွက်ကိုဝင်ပြက်ကြတဲ့မိဖုရားကအော်ဟင်ကိုယိုပြီးဆွဆွဲနေပါတယ်ရေးပေါ်ချိန်နေမှာသွေးတွေမြင်ရပြီးမင်းသမီးလေးကိုလည်းအခင်းဖြစ်ပွားရနေရကိုရောက်အောင်လက်စားခေါ်ဆောင်လာခဲ့ပါတယ်ဖခင်ဘရင်ကမင်းသမီးလေးရောက်လာတာကိုမြင်တော့ဒေါသတကြီးနဲ့မင်းသမီးလေးဘလို့ရောက်လာတာလဲဘသူကခေါ်လာတာလဲလို့မေးပါတယ်မင်းသမီးလေးကချက်ချင်းပဲရှေ့တိုးပြီးနူးညံ့တဲ့လက်ကလေးကိုဖခင်ဘရင်ရဲ့လက်ပေါ်တင်ပါတယ်ဖခင်ဘရင်ဆက်ပြီးဒေါသမထွက်တော့တာကိုမြင်တော့ဖခင်ဘရင်ရဲ့လက်ကိုလွတ်ပြီးမိဖုရားကြီးရဲ့လက်ကိုဆွဲကင်ပါတယ်မိဖုရားကြီးကမျက်နှာဖြူဖြောစွာနဲ့သမီးလေးစိုးရိမ်မနေပါနဲ့အမေဘာမှမဖြစ်ပါဘူးလို့နဲ့တိတ်ပါတယ်ဖခင်ဘရင်ကလူကောမင်းသမီးလေးကိုပြန်ခေါ်သွားပါလို့အမိန့်ပေးပါတယ်အထင်းတော်ကမင်းသမီးလေးကိုပွေ့ချီဖို့လုပ်တော့မင်းသမီးလေးကသူ့ကိုအေးဆက်ဆက်ကြည့်ပါတယ်ကလေးငယ်လေးရဲ့အရှိန်ဝါကြအောင်ဖခင်ဘရင်တောင်အံ့အားသင့်သွားပါတယ်ပြီးတော့တော်ပြီမိဖုရားကြီးနဲ့မင်းသမီးလေးအတူတူပြန်ကြပါမင်းသမီးလေးအနားယူတာကိုအနောက်ရှက်မဖြစ်စေနဲ့လို့ပြောပါတယ်ဒီစကားကြောင့်လူတိုင်းအံ့အားသင့်သွားပြီးဒါမိဖုရားကြီးကိုပတ်တာလာလို့တွေးကြပါတယ်မိဖုရားကြီးလည်းအနေငယ်အံ့အားသင့်သွားပေမဲ့အမြန်ပဲတတိပြန်ဝင်လာပြီးထက်ကဖခင်ဘရင်ကိုအယိုသေးပြုပြီးမင်းသမီးလေးကိုဆွဲခေါ်သွားပါတယ်ကိုဝင်ပြက်ကြတဲ့မိဖုရားကတော့ဒေါသတကြီးနဲ့အရှင်မင်းကြီးဒါမိဖုရားကြီးကိုပတ်တာလာကျွန်တော်မျိုးမကလည်းအရှင်ရဲ့သားသမီးကိုကိုဝင်ဆောင်ထားတာပါကျွန်တော်မျိုးမကိုဘလို့လို့ဒီလိုမျိုးဆက်ဆံနိုင်တာလဲဒါမတရားဘူးလို့အော်ဟစ်ပါတယ်မိဖုရားရဲ့မိုးတန်ကြောင့်မိဖုရားကြီးခြေလဲရက်သွားပါတယ်မင်းသမီးလေးကမောကြည့်ပြီးမိဖုရားရဲ့အကြည့်တိုင်းပတ်လဲကြည့်တော့အဲ့ဒီမှာရှိတဲ့မိဖုရားတွေအားလုံးကမိဖုရားကြီးကိုထူးဆန်းတဲ့အကြည့်တွေနဲ့ကြည့်နေတာကိုတွေ့ရပါတယ်သူတို့ဘာမှမပြောပေမဲ့ဖခင်ဘရင်ရဲ့ဗတ်မှုနဲ့မိဖုရားကြီးကိုညွန့်ပြနေတဲ့တက်တွေကြောင့်မိဖုရားကြီးကပဲလူသက်သမားလို့သူတို့အားလုံးကထင်နေကြပါတယ်ဒီနေ့ရဲ့ဆွဆွဲချက်တွေဒါမှန်ကန်ခဲ့ရင်နောက်ပိုင်းမှာမိဖုရားကြီးဟာနန်းတွင်းကိုအုပ်ချုပ်ရမှာဘာအာဏာမှရှိတော့မှာမဟုတ်ပါဘူးမင်းသမီးလေးကမိဖုရားကြီးရဲ့အတွေးတွေကိုနားလည်ပြီးချက်ချင်းပဲမိဖုရားကြီးကိုဆွဲခေါ်ပြီးပြန်ထိုင်ခိုင်းပါတယ်မင်းသမီးလေးကမြေပြင်ပေါ်မှာဒူးထောက်နေတဲ့နန်းတွင်းစေခံကိုအေးဆက်ဆက်မေးပါတယ်မင်းပြောတာကငါမေမိဖုရားကြီးကမင်းကိုအလှပါကေးကိုစိတ်ခတ်ခိုင်းတာလားလို့မေးတော့နန်းတွင်းစေခံကခေါင်းညိတ်ပြီးမှန်ပါတယ်မိဖုရားကြီးကကျွန်တော်မျိုးမကိုအလှပါကေးကိုစိတ်ခတ်ခိုင်းတာပါလို့ပြန်ဖြေပါတယ်မင်းသမီးလေးကဒါဆိုမိဖုရားကြီးအမိန့်ပေးခဲ့တဲ့အခြေအနေကိုအသေးစိတ်ပြောပြပါဦးဘယ်နေရာမှာလဲဘယ်သူရှိလဲစေကဘယ်ကရတာလဲလို့မေးမြန်းပါတယ်မင်းသမီးလေးရဲ့မေးခွန်းတွေကြောင့်နန်းတွင်းစေခံကချက်ချင်းပဲထိတ်လန့်သွားပါတယ်မင်းသမီးလေးကသူ့ကိုစိုက်ကြည့်ရင်ဆက်ပြောပါတယ်နန်းတော်ထဲမှာစေးခတ်တာကမျိုးနွယ်စု9ခုလုံးကိုတစ်ဖြတ်ရမယ့်ကြီးလေးတဲ့ပြစ်မှုပဲမိဖုရားကြီးအမိန့်ပေးခဲ့တော့ကမင်းတေချာမှတ်မိနေမှာပဲတေချာမှတ်မိပြီးလူကိုလည်းညွန့်ပြနိုင်နေဆိုရင်ဘာလို့အသေးစိတ်မပြောနိုင်ရတာလဲအပေါက်ပြဲတွေအများကြီးနဲ့ဒီလိုကြံစီမှုမျိုးကိုတိုင်းပြည်ရဲ့မိခင်ကိုလှုပ်ကြံဖို့တုံးရဲတဲ့မျိုးနွယ်စု9ခုလုံးကိုတစ်ဖြတ်ရမယ်လို့ပြောပါတယ်မင်းသမီးလေးကတစ်နှစ်ပဲရှိသေးပေမဲ့သူ့ရဲ့ခံရတဲ့ပုံစံကအဲ့ဒီနေရာမှာရှိပြီးတဲ့လူတိုင်းကိုတကယ်ပဲကြောက်ရွံ့သွားစေပါတယ်အထူးသဖြင့်နန်းတွင်းစေခံကကြောက်လန့်တကြားတုံလုံးနေပါတယ်ဖခင်ဘရင်ကလည်းတန်တရားဖြစ်စရာတွေကိုတတိထားမိပြီးချက်ချင်းပဲမျက်နှာတင်းမာစွာနဲ့နန်းတွင်းစေခံကိုမင်းသမီးလေးပြောတာကိုနားထောင်ပြီးအမှန်တိုင်းဝန်ခံပါလို့ပြောပါတယ်